ညနဲ့တကောင်ရံမှာခေါင်းအောင်ထက်ခေါင်းချလိုက်တိုင်းကျွန်တော်တို့ဟာတခြားကဘာတစ်ခုစီကိုခရီးထွက်လေရှိကြပါတယ်။အဲ့ဒီကဘာမှာစမ်းကြင်တာတွေရှိသလိုတခါတရံမှာတော့ကျွန်တော်တို့ရင်ကိုတုန်လှုပ်စေတဲ့အဖြစ်အပျက်တွေလည်းရှိတတ်ပါတယ်။သင်ရောဒီလိုအိမ်မက်မျိုးမှတ်ဖူးပါလား။စာမေးပွဲကန်းနဲ့ရောက်နေတယ်။စာရွက်ပေါ်ကမေးခွန်းတွေကိုကြည့်လိုက်တော့တလုံးမှမသိဘူး။ကို့ဘေးကလူတွေကတော့တစ်ဖြက်ဖြက်နဲ့ရေးနေကြပြီ။ကိုကတော့ဘောပင်ကိုကင်ထားရင်လက်ဖွားမှာချွေးတွေဆိုလို့ရင်ပတ်ထဲမှာလည်းပြတ်ဆောင်းတီးနေတယ်လို့ပဲအချိန်ကကုန်တော့မယ်။ဘာလို့မှမသိတော့တဲ့ထိတ်လန့်မှုနဲ့အတူလန့်နိုးလာတဲ့အခါမှောင်မဲနေတဲ့အခန်းထဲမှာကို့အိယာဘောကိုပြန်ရောက်နေမှန်းသိလိုက်ရတဲ့အချိန်မှတက်ပြင်းတစ်ချက်ကိုအသာရချလိုက်မိတာမျိုးပေါ့။ဒါဟာလူတိုင်းလိုကြုံကူးကြတဲ့စာမေးပွဲအိမ်မက်တွေပါပဲ။ဒီနေ့ကျွန်တော်ရဲ့ podcast လေးမှာဒီလိုအိမ်မက်တွေကကျွန်တော်တို့ကိုဘာတွေပြောပြချင်နေတာလဲဆိုတာကိုဆွေးနွေးသွားခြင်းပါတယ်။အိမ်မက်ဆိုတာစိတ်ဝိညာဉ်ရဲ့ကြည်မှတ်တစ်ချက်ပါပဲ။စိတ်ပညာရှင်ကြီး Sigmund Freud ကအိမ်မက်တွေကိုမတိစိတ်စီသူသွားရမိန်းလမ်းမကြီး The Royal Road to the Unconscious လို့တင်စားခဲ့ပါတယ်။ကျွန်တော်တို့စာမေးပွဲဖြေရတဲ့အိမ်မက်မက်တာဟာတကယ်တော့စာမေးပွဲအကြောင်းမဟုတ်ပါဘူး။ဒါဟာကျွန်တော်တို့ရဲ့လက်ရှိဘဝမှာကြုံတွေ့နေရတဲ့စစ်ဆေးခံရမှုသို့မဟုတ်စွမ်းဆောင်ရည်အပေါ်စိုးရိမ်မှုတွေကိုစိတ်ကနေပုံဖော်ပြလိုက်တာပါ။အလုပ်ခွင်မှာတာဝန်တစ်ခုယူရတော့မှာလား။လူမှုပတ်ဝန်းကျင်မှာအကဲဖြတ်ခံရမှာကိုကြောက်နေတာလား။ဒီလိုစိုးရိမ်စိတ်တွေကအိမ်မက်ထဲမှာစာမေးပွဲဆိုတဲ့ပုံရိပ်နဲ့ကိုထင်ပြလာတာဖြစ်ပါတယ်။ဘာကြောင့်ခဏခဏမဲ့ရတာလဲ။စိတ်ပညာရှင် Lan Wallace ရဲ့လေ့လာချက်အရစာမေးပွဲဖြေရတဲ့အိမ်မက်ဟာလူတန်းပေါင်းများစွာမဲ့လေရှိတဲ့အိမ်မက်အမျိုးအစား၅ခုထဲမှာပါဝင်ပါတယ်။အဓိကအကြောင်းရင်း၃ချက်ကိုကြည့်ရအောင်ပါ။ပထမဆုံးအချက်ကစံနှုန်းသတ်မှတ်ချက်မြင့်မားခြင်းပါ။သင်ဟာကိုအကောင်းဆုံးဖြစ်ချင်တဲ့သူ perfectionist တယောက်ဖြစ်နေလို့ပါ။ကိုသတ်မှတ်ထားတဲ့စံနှုန်းတွေကမြင့်မားလွန်းတဲ့အခါစိတ်ကအမြဲတမ်းအစဉ်သင့်ဖြစ်ရလားဆိုပြီးစစ်ဆေးနေတတ်ပါတယ်။ဒုတိယတစ်ချက်ကတော့ဘဝရဲ့အချိုးအကွေ့တွေပါ။ဘဝမှာအပြောင်းအလဲတစ်ခုလုပ်တော့မယ့်အချိန်ဆုံးဖြတ်ချက်အကြီးကြီးတစ်ခုချရတော့မယ့်အချိန်ဒီလိုအချိန်မျိုးမှာဒီလိုအိမ်မက်တွေကပိုပြီးအကျဉ်းကြီးများလာတတ်ပါတယ်။တတိယတစ်ချက်ကတော့အတိတ်ကသင်ခန်းစာပါ။ကျွန်တော်တို့ကျောင်းသားဘဝတုန်းကစာမေးပွဲဟာအကြီးမားဆုံးဖိစီးမှုတစ်ခုဖြစ်ခဲ့ပူပါတယ်။ဒါကြောင့်အုံနောက်ကဖိစီးမှုလို့ပြောလိုက်တာနဲ့အကျွမ်းတဝင်အရှိဆုံးပုံရိပ်ဖြစ်တဲ့စာမေးပွဲဖြေတာကိုပြန်ထုတ်သုံးလိုက်တာပါ။ဒါဟာအပြုသဘောဆောင်တဲ့လက္ခဏာတစ်ခုပါ။ချစ်ခင်ရတဲ့မိတ်ဆွေများခင်ဗျာဒီလိုအိမ်မက်တွေအတွက်စိုးရိမ်မနေပါနဲ့။တကယ်တော့ဒါဟာသင်ကတာဝန်ယူလိုစိတ်ရှိသူတယောက်ဖြစ်ကြောင်းကိုသက်သေပြနေတာပါ။ကားဂျုံကဆိုခဲ့ပါတယ်။အိမ်မက်ဆိုတာကျွန်တော်တို့ကိုလမ်းမအောင်ပို့ဆောင်တာမဟုတ်ပဲကျွန်တော်တို့ရင်ဆိုင်ဖို့လိုအပ်နေတဲ့အမှန်တရားတွေကိုသတိပေးနေတာဖြစ်တယ်တဲ့။စာမေးပွဲအိမ်မက်မက်ပြီးနိုးလာတဲ့အခါငါဘဝမှာဘယ်အရာကိုငါအကောင်းဆုံးပြင်ဆင်ခြင်းနေတာလဲလို့ကိုမေးကြည့်လိုက်ပါ။အဲ့ဒီမေးခွန်းရဲ့အဖြေကသင်ကိုပိုမိုရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာစေမှာပါ။ညီကုန်းချုပ်အနေနဲ့ဆွေးနွေးရရင်ဘဝဆိုတာလေတကယ်တော့အဆုံးမရှိတဲ့စာမေးပွဲကန်းတစ်ခုလိုပါပဲ။တခါတရံကျွန်တော်တို့စာမကြည့်တာရှိမယ်။တခါတရံအချိန်မလောက်တာရှိမယ်။ဒါပေမဲ့အိမ်မက်ထဲမှာလိုပဲတကယ်တမ်းနိုးထလာတဲ့အခါမှာတော့အရာအလုံးဟာပြုပြင်ပြောင်းလဲလို့ရနေစေဆိုတာသတိရပေးပါ။အိမ်မက်ထဲမှာချွေးတွေပြန်ပြီးထိတ်လန့်ခဲ့ရသမျှနိုးထလာတဲ့လက်တွေ့ဘဝမှာတော့အေးချမ်းစွာနဲ့ယုံကြည်မှုရှိခြေလှမ်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။အိမ်မက်တွေကတင့်ကိုကြောက်လန့်အောင်ခြောက်လန့်နေတာမဟုတ်ပါဘူး။တင့်ရဲ့အတွင်းစိတ်ကခွန်အားတွေကိုနိုးထလာအောင်ခေါင်းလုံးတီးပေးနေတာပါ။ဒီညမှာတော့စိုးရိမ်စိတ်တွေအားလုံးကိုဘေးချိတ်ထားပြီးနှစ်ချိုက်အိတ်ဆက်အနားယူလိုက်ပါဦး။
တင်းရဲ့စိတ်အစဉ်ဟာမနှက်ဖြန်အတွက်အကောင်းဆုံးပြင်ဆင်ပြီးသားဖြစ်နေမှာပါနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအိမ်မက်တွေကစိတ်ဝင်စားစရာကောင်းပါတယ်တင်မက်ခဲ့မှုရဲ့အထူးဆန်းဆုံးအိမ်မက်ကဘာလဲဆိုတာကိုကျွန်တော်ကဝေမျှပေးခဲ့ပါအောင်ခင်ဗျာကျေးဇူးပါ